ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Kiki Horror Story ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတယ်ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတယ်ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ကဆုံးမမြို့လေးတစ်မြို့မှာမိသားစုလေးတစ်စုနေထိုင်ပါတယ်အဲ့ဒီမိသားစုလေးမှာတော့ဦးဝင်းရင်သူ့မိန်းမဒေါ်ကြီးရင်သူတို့သမီးလေးတက်တက်ရင်နေထိုင်ကြပါတယ်ဦးဝင်းဟာအရင်ကိုချမ်းသာတဲ့တထီးကြီးဖြစ်ပြီးတော့သူ့သမီးကိုလည်းအရင်ချစ်ပါတယ်ဒါကြောင့်သူ့သမီးပူဇာသမျှဘာမဆိုရအောင်လုပ်ပေးလေးရှိပါတယ်တက်တက်ဟာလည်းသူ့အဖေကိုအရင်ချစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူ့အဖေကသူ့ကိုအရင်အလိုလိုက်တာကြောင့်ပါဒေါ်ကြီးကတော့အဲ့ဒါကိုလုံးဝမကြိုက်ပါဘူးဒါကြောင့်သူဟာသူ့သမီးကိုအရင်အလိုမလိုက်ဖို့အမြဲတာပါလေဒါပေမဲ့ဦးဝင်းကတော့သူ့သမီးကလွဲပြီးဘသူ့ကိုမှအရေးမလုပ်ပါဘူးဒီနေ့မှာတော့တက်တက်ဟာသူ့အဖေစီကနေကားတော့ကိုတောင်းနေပါတယ်အဖေသမီးရဲ့အချစ်ဆုံးအဖေကြီးရေသမီးကိုပတ်စံနဲ့ကားတော့လေးပေးပါဦးဒါပေါ့သမီးရဲ့ပေးရမှာပေါ့ဒါပေမဲ့သမီးကတလောကမှကားမောင်းတက်ထားတာဒီလိုလုပ်လေဒရိုက်ဘာကိုခေါ်သွားနော်ဟာအဖေကလည်းသမီးဘလောက်ကားမောင်းကျွမ်းလဲဆိုတော့အဖေမသိပါဘူးအဖေသမီးကိုလုံးဝစိတ်မပူပါနဲ့သမီးကိုကားတော်လေးပဲပေးပါနော်မရဘူးနော်ရှင်သူ့ကိုလုံးဝကားတော်မပေးရဘူးပေးလိုက်ရင် तू ကသူ့တငယ်ချင်းနေနဲ့ရှောက်နေပြီးတော့နောက်ကျမှအိမ်ပြန်လာမှာရှင်တကယ်လို့သူ့ကိုကားတော်ပေးလိုက်ရင်ကျမဒီအိမ်ကနေထွက်သွားလိုက်မှာနော်မြင်လားအဖေမြင်လားလို့အမေကထပ်ပြီးသမီးကိုနှောက်ယှက်နေပြန်ပြီဒီနေ့ကသမီးမွေးနေ့ဟာကိုမင်းပါဇက်ပိတ်ထားလိုက်တော့ကွာဒါငါနဲ့ငါသမီးကြောင့်ကိစ္စပဲမင်းကြားတဲ့ကနေဝင်မပြောနေနဲ့ရော့သမီးကားကိုယူသွားပြီးတော့ကြိုက်တလောက်ရှောက်လေခင်နော်ဟာကျေးဇူးပါအဖေကအကောင်းဆုံးပါပဲဒါနဲ့အဖေဒီကားကသမီးအတွက်မှတ်လားအလိုပြောပြီးတက်တက်ဟာကားတော့ကိုယူပြီးတော့ထွက်လာတော့ကြည်လိုက်တဲ့အခါအိမ်ရပြင်ဘက်မှာအရန်ကိုလှပတဲ့ကားလေးရထားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒါကိုတွေ့တဲ့တက်တက်လေးပြုံးလွန်းလို့ခုန်ပေါက်နေပါတော့တယ်ဟာဒါကငါကားအစ်စ်လေးပဲဝါငါရှိုးတော့မှတော့ငါတွေ့လို့အရန်ကြိုက်နေတဲ့ကားလေးပဲတကယ်ငါအတွက်အကောင်းဆုံးလက်ဆောင်ပါပဲကျေးဇူးပါအဖေဒီလိုနဲ့သူဟာကားကိုယူပြီးထွက်လာခဲ့ပါတယ်ပြီးတော့သူ့တငယ်ချင်းတွေနဲ့အတူတူမြို့ထဲမှာဟိုဟိုတီတီရှောက်လဲနေပါတော့တယ်ဟဲ့တက်တက်ကြီးညတော့ရမ်းနဲ့နေပြီဆိုတော့ငါတို့အိမ်ပြန်ရတော့မယ်ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးပါတော့အေးပါလားငါနင်တို့အိမ်ကိုလိုက်ပို့ပေးမယ်တက်တက်ဟာသူ့တငယ်ချင်းတွေကိုအိမ်လိုက်ပို့လိုက်ပါတယ်ပြီးတဲ့အခါသူ့တယောက်တည်းသူ့ကားနဲ့ဟိုဟိုတီတီရှောက်မောင်းနေပြန်ပါတယ်မောင်းရင်တော်တော်ဝေးဝေးကိုရောက်ပြီးတော့ညကလေးတော်တော်နဲ့လာပါတယ်ဒါကြောင့်အရန်မောင်းနေပါတယ်သူဟာဒီလိုညနေကြီးထဲမှာကားကိုအရှိန်အပြင်းဆုံးနဲ့မောင်းနှင်လာပါတယ်အဲ့ဒီအခါမျက်နှာချင်းဆိုင်မှာလေကုန်တင်ကားတစ်စီးဟာအရှိန်ပြင်းပြင်းနဲ့လာနေပါတယ်ကားသမားလေးရအောင်ရှောင်ဖို့ကြိုးစားပေမဲ့တက်ကားကအရန်အရှိန်ပြင်းနေတာမို့ရှောင်မရဘဲဝင်တိုက်မိသွားတဲ့အခါရဲရီလိန်အမြန်လျှောက်လာပြီးတက်ကိုစင်းယုံကိုခေါ်သွားပါတော့တယ်အဲ့ဒီအခါသူ့အဖေအမေလေးစင်းယုံကိုရောက်လာပါတယ် Sorry ပါကျွန်တော်တို့ခမရတို့သမီးကိုမကယ်လိုက်နိုင်ပါဘူးမရဘူးအဲ့လိုအဖြစ်မခံနိုင်ဘူးကျမတို့သမီးလည်းမသေးသေးပါဘူးသူကျမတို့ကိုမထားသွားတော့ပါဘူးဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်လည်းအရန်ကိုငိုနေကြပါတယ်ပြီးတော့မစားနိုင်မအိပ်နိုင်ဖြစ်ကတစ်ချိန်လုံးသူတို့သမီးလေးရဲ့ဓာတ်ပုံကိုသာထိုင်ကြည့်နေကြပါတယ်အခုတော့သူတို့ကအရန်လွမ်းနေလေသူတို့သမီးလေးဟာပြန်မလာနိုင်တော့ပါဘူးကျမပြောတယ်လေဒီကောက်ကိုမပေးလိုက်ပါနဲ့ဆိုတာကိုရှင်သာတစ်ခေါက်လောက်ကျမစကားကိုနားထောင်ခဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးကားနဲ့လည်းတိုက်မိမှာမဟုတ်ဘူးငါအရင်မှားတော့ပါတယ်ဒီအမားရဲ့အပြစ်တံကိုငါတစ်သက်လုံးခံစားသွားရတော့မှာအပြစ်ကတော့ကျမတို့နှစ်ယောက်လုံးအတူတူပါပဲသူတို့နှစ်ယောက်ဟာသူတို့သမီးလေးအကြောင်းကိုသာပြောရင်းနဲ့နှောင်းတရနေကြပါတယ်ဒီလိုနဲ့ရဲအနေငယ်ကြာသွားတဲ့အခါရဲတယောက်ဟာတက်ကားကိုယူပြီးအိမ်ကိုလာပေးပါတယ်ကားကြီးကလည်းတော်တော်ကိုစုပ်ပြန်နေပါတယ်ဒါခမရတို့ရဲ့ကားပါပဲကျွန်တော်တို့စစ်ဆေးစရာတွေအကုန်စစ်ဆေးပြီးပါပြီဒါကြောင့်ခမရတို့ကိုပြန်လာပေးတာပါကျုပ်ဒီကားကိုဘာလို့ရမှာလဲဒါကျုပ်သမီးလေးရဲ့နောက်ဆုံးအမှတ်တရပါပဲဒါကြောင့်မို့လို့တစ်သက်လုံးကိုတောင်ထဲမှာပဲတင်းထားပါတော့မယ်အိုးဝင်းဟာအဲ့ဒီကားကိုကိုတောင်ထဲမှာပဲထည့်ပိတ်ထားလိုက်ပါတယ်ဒီလိုနဲ့တနေ့လုံးတော့အဆင်ပြေနေပါတယ်ဒါပေမဲ့ညရောက်လို့ဦးဝင်းနဲ့ဒေါ်ကြီးတို့အိမ်နေတော့မှာပဲကိုတောင်တဲကနေထူးဆန်းတဲ့အတန်တွေထွက်လာပါတယ်တစုံတစ်ယောက်ကကားဆက်ကိုနှိုးလိုက်ပြီးကိုတောင်တကားကလည်းအလူလူပွင့်သွားပါတယ်တကားလေးပွင့်သွားရောကားဟာသူ့ဘာသူအပြင်ဘက်ကိုမောင်းထွက်သွားပါတော့တယ်
ပြီးတော့ကားအပြင်ဘက်မှာတော့စုံမတစ်ကောင်ဟာရက်နေပြီးအဲ့ဒီစုံမဟာကားပေါ်မှာထိုင်လိုက်လာတဲ့အခါကားဟာအရင်ကလိုပဲအသက်လေးပြန်ဖြစ်သွားပါတော့တယ်ဒီလိုနဲ့အဲ့ဒီစုံမဟာကားကိုယူပြီးမောင်းထွက်သွားပါတော့တယ် ဟာဟာဟာငါကားလေးငါရဲ့အချစ်ဆုံးကားလေး စုံမကားမောင်းနေတော့မှပဲအနောက်ကနောက်ကားတစ်စီးကလည်းကပ်မောင်းနေပါတယ်အဲ့ဒီကားသမားဟာအချိန်ချင်းဟွန်းတီးပြီးစုံမရဲ့ကားကိုဖယ်ပေးဖို့အချက်ပြနေပါတယ်အဲ့ဒီအခါစုံမလည်းသူ့ကိုအတင်းလမ်းဖယ်ခိုင်းနေလို့အရန်တောတာထွက်သွားပါတယ်ဟာဟေ့အယူမဒီကားကိုဘလို့တွေမောင်းနေတာလဲ ဟေးမင်းကငါ့ကိုယူမလို့ခေါ်လိုက်တာလား စုံမကြီးဟာဖယားကြီးဒီနေရာမှာစုံမကြီးပြို့တရားရောက်ကဲကြပါပြို့အဲ့ဒီကားသမားလည်းသူ့အသက်ကလွတ်အောင်ကားကိုထားခဲ့ပြီးထွက်ပြေးသွားပါတော့တယ်ပြီးတော့ပြင်းရင်ကကားနံပါတ်ကိုမှတ်ထားလိုက်ပါတယ် ဟာဟာပျော်စရာပဲငါ့ကိုကြောက်ပြီးထွက်ပြေးသွားတယ်တဲ့ငါကားကိုမြန်လာဖယ်ခိုင်းရသေးတယ် တညာလုံးစုံမဟာအဲ့ဒီကားကိုမောင်းပြီးလမ်းတွေပေါ်မှာရှောက်သွားနေပါတယ်ပြီးတော့မနက်၄နာရီမထိုးခင်မှာပဲကားကိုတောင်ထဲမှာပြန်ရက်ထားလိုက်ပါတယ်မနက်မိုးလင်းတဲ့အခါဦးဝင်းရဲ့အိမ်ကိုရဲရောက်လာပါတော့တယ်ပြီးတော့မနေ့ညကစုံမနဲ့ပြဿနာတက်တဲ့ဟိုကားသမားလေးအတူတူပါလာခဲ့ပါတယ်ဘာကိစ္စရှိလို့ရောက်လာတာလဲဆရာဒီလူကခမရဲ့ကားကိုတိုင်ချက်ဖွင့်တာလို့ပြီးတော့ကားပေါ်မှာစုံမရှိတယ်လို့လည်းပြောတယ်စုံမဟုတ်လားဒါဘာတွေပြောနေတာလဲဗျကျုပ်ကားကခမတို့ပြောနေတယ်လို့မျိုးမဟုတ်ရပါဘူးဒီကားကဘယ်လိုလုပ်မောင်းလို့ရမှာလဲအဲ့ဒီကားကစက်တောင်နှိုးလို့မရတဲ့ဟာကိုအခုပဲကျုပ်ခမတို့ကိုပြမယ်ဦးဝင်းလည်းကိုတောင်တကားဖွင့်ပြီးတော့ရင်းနေကားသမားကိုကားကိုလိုက်ပြလိုက်ပါတယ်ဟေးဖယားကြီးဒါမင်းညကကျုပ်တွေ့ခဲ့တဲ့ကားပါပဲဒါပေမဲ့ဒီကားကြီးကတော့အရန်ကိုစုပ်ပြတ်တက်နေတာပဲမင်းညကကျုပ်တွေ့ခဲ့တာကြတော့လုံးဝအသက်ကြီးပါပဲလွန်ခဲ့တဲ့ရှန်အနေငယ်ကဒီကားနဲ့ကျုပ်သမီးလေးအက်ဆီဒန့်ဖြစ်ပြီးဆုံးသွားခဲ့တာပါအဲ့ဒါကြောင့်အဲ့ဒီတုန်းကလေးကဒီကားကိုဒီထဲမှာပိတ်ထားခဲ့တာပါကျုပ်တို့ဒီကိုတောင်ကိုဖွင့်တော့မဖွင့်ပါဘူးဒါနဲ့အဲ့ဒီကားသမားလေးတိုင်ချက်မဖွင့်တော့ဘဲနဲ့ရင်းနေအတူတူပြန်သွားပါတော့တယ်ဒါပေမဲ့နောက်နေ့ညမှာလည်းညနေတကောင်ရောက်လာတဲ့အခါစုံမဟာကိုတောင်ရှိမှထပ်ပြီးတော့ပေါ်လာပြီးကိုတောင်တေးကကားကိုထုတ်လိုက်ပြီးတော့ကားပေါ်ကိုတက်ထိုင်လိုက်တဲ့အခါမှာပဲကားဟာဆန်နိုးလာပြီးတော့လုံးဝအသေးအတိုင်းလေးဖြစ်သွားပါတယ်ပြီးတော့ကားဟာမောင်းထွက်သွားပြီးလမ်းပေါ်မှာအရန်ကိုယူလိုပဲမောင်းနှင်နေပါတော့တယ်အခုဟိုဘက်ရောက်လိုက်အခုဒီဘက်ရောက်လိုက်နေပါဒီလိုမျိုးကားကြီးကိုမောင်းပြီးလူတွေကိုအနှောက်အယှက်ပေးနေပါတော့တယ် ဟာဟာအခုငါဘသူ့ကိုကားနဲ့လိုက်တိုင်ရင်ကောင်းမလဲအခုငါ့ကိုဘသူမှလာမတားနိုင်တော့ဘူးငါအခုလူတိုင်းကိုဒုက္ခရအောင်လုပ်မယ်ဟာဟာဟာ ဟေးအရှိကကျေးဇူးရှင်ကားကိုဘယ်လိုမောင်းနေတာလဲမျက်လုံးကန်းနေတာလားနင်းကြောင်ငါပါအက်ဆီဒန့်ဖြစ်တော့မဲဟာ ဒီလောက်ပျော်စရာကောင်းတာငါလုပ်နေတာကိုမြန်လာပြီးပြဿနာရှာရဲသေးတယ်ပေါ့အခုပဲနင့်ကိုပညာပေးပြမယ်ဟာဟာဟာ စုံမဟာအဲ့ဒီလိုပြောပြီးကုန်တင်ကားကြီးကိုဝင်တိုက်လိုက်တဲ့အခါအသီးနှံတွေတင်လာတဲ့ကုန်တင်ကားကြီးဟာလမ်းပေါ်ကိုစောင့်ကြသွားပါတော့တယ်ကားသမားကိုလည်းနည်းနည်းထိခိုက်သွားပါတော့တယ်ဒီလိုနဲ့နောက်ရက်ရဲစခန်းမှာသွားတိုင်တဲ့အခါလေးကားကမောင်းလို့တော့မရတော့တာကိုဘလို့လို့လမ်းပေါ်ကိုရှောင်းနေမှလေးဆိုပြီးပဲပြီးသွားပါတော့တယ်အဲ့ဒီကားသမားလေးကားပေါ်မှာစုံမကြီးရှိတဲ့အကြောင်းကိုပြောတဲ့အခါမှာတော့သူ့ကိုယ်သာလူတွေကဝိုင်းရီကြပါတယ်ပြီးတော့ရန်မူပြီးကားမောင်းလို့ရှောင်မြင်နေတာလို့ပဲသတ်မှတ်လိုက်ကြပါတယ်ဒါပေမဲ့စုံမဟာနေ့တိုင်းညရောက်တာနဲ့ကားကိုယူသွားပြီးပြဿနာပေါင်းစုံကိုရှာနေပါတယ်တညမှာတော့ဦးဝင်းနဲ့ဒေါ်ကြီးဟာသတင်းပေါက်ကနေရက်ကြည့်နေတော့ညတကောင်ရောက်လာတဲ့အခါစုံမဟာကိုတောင်အရှိကိုရှောက်လာပါတော့တယ်ဒီအခါသူတို့လည်းစုံမကိုကြည့်ပြီးအယံအံ့ဩသွားပါတော့တယ်စုံမဟာလည်းကားကိုထုတ်ပြီးမောင်းထွက်သွားပါတော့တယ်သူတက်ထိုင်လိုက်တာနဲ့ကားကလည်းအသက်ဖြစ်သွားပါတော့တယ် ကျမတို့တွေ့ဝင်မနေသင့်တော့ဘူးဖုန်ကြီးဖြစ်ဖြစ်ဘဘကြီးပဲဖြစ်ဖြစ်ခေါ်ပြီးတိုင်နေရမယ်ဒီဆုံးမကဒီလိုဆိုလူတွေကိုအမြဲဒုက္ခပေးနေလိမ့်မယ်သူတို့ဟာနောက်နေပါပဲဘဘကြီးတယောက်ကိုခေါ်လိုက်ပါတော့တယ်ဘဘကြီးလည်းကားကိုတောင်ထိန်ဝင်ပြီးကားကိုကြည့်လိုက်တဲ့အခါအားလုံးကိုသဘောပေါက်သွားပါတယ်ဒီဆုံးမကတခြားသူမဟုတ်ဘူးမင်းတို့သမီးပဲသူကဒီကားပေါ်မှာတည်သွားတာကြောင့်ဖြစ်နေရတာပဲသူကလည်းဒီကားကိုအရင်ကြိုက်နေတာကြောင့်သူ့ဝิญဉ်ကကားကနေမခွာနိုင်ဘူးဖြစ်နေတာ ကျမတို့သမီးဟုတ်လားကျမသမီးလေးပေါ့ တည်သွားပြီးရင်တော့ဘလို့မှသမီးဆက်မဖြစ်နိုင်တော့ဘူးလေသူကအခုစုံမတစ်ကောင်ပါပဲဒါတောင်အရန်ဆိုးတယ်စုံမသူ့ဝิญဉ်ကိုငြိမ်းချမ်းအောင်လုပ်ပေးဖို့အရန်အရေးကြီးတယ်မဟုတ်ရင်သူကတသက်လုံးမကျွတ်လို့ဖဲနေဖြစ်နေလိမ့်မယ်ဒါဆိုရင်ဘဘကြီးကောင်းတယ်လို့သာစီစဉ်ပေးပါငါဒီကောင်းကိုပူဇော်ပွဲလုပ်ပေးမယ်
တောင်ဆိုရင်အဲ့ဒီစုံးမလာလို့ကားပေါ်မှာထိုင်လိုက်လို့ရှိရင်တန်ပြီးကျွတ်လွတ်သွားလိမ့်မယ်ဒီကားရောစုံးမရောတခါတည်းကိစ္စပြတ်သွားလိမ့်မယ်ဒါဆိုရင်ခမရတို့သမီးလည်းကျွတ်လွတ်သွားလိမ့်မယ် ဘဘကြီးအစီအပြေသလိုသာလှုပ်လိုက်ပါ ဘာဘာကြီးလည်းကောင်းကိုပူဇော်ကအစီအရင်လှုပ်ပေးပြီးညရောက်တဲ့အခါသူတို့လည်းပြတင်းပေါက်ကနေချောင်းကြည့်နေကြပါတယ်အဲ့ဒီလိုကနေညတကောင်ရောက်တဲ့အခါစုံးမဟာရောက်လာပြီးတော့ကိုတောင်တဲကကောင်းကိုထုတ်ကမောင်းထွက်ဖို့လှုပ်လိုက်တာနဲ့ဘာဘာကြီးရဲ့စီရင်ရင်ကြောင့်စုံးမရောကားရောဟာပျောက်ကွယ်သွားပါတော့တယ်တတ်တက်ရဲ့ဝိညာဉ်လည်းငြိမ်းချမ်းသွားတာနဲ့သူ့ရဲ့ရိုးပြအိုးကိုသူ့အဖေနဲ့အမေဟာမြစ်သေးကိုမျှော်လိုက်ပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်